အားလုံးပဲမင်္ဂလာပါတီချာတို့ရဲ့ Brilliant English Grammar and Phonics YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်အခုဗီဒီယိုလေးကတော့ Essential Grammar ရဲ့ use စာအုပ်လေးတွေက Unit 31 Math Mason Don't Need To ဆိုတဲ့စကားလုံး၃လုံးအသုံးပြုပုံလေးကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တီချာနဲ့အတူတူဆက်လက်လေ့လာကြည့်လိုက်ရအောင်Article A ဒီမှာဆိုရင်ကောင်မလေးနှစ်ယောက်ရုပ်ရှင်ရုံရှိမှာပေါ့စကားပြောနေကြတယ် Okay ဘာတွေပြောနေရလဲကြည့်ရအောင် It's a fantastic film you must see it အရန်ကောင်းတဲ့ရုပ်ရှင်ကားတစ်ခုဖြစ်တယ်မင်းရုပ်ရှင်ကားကိုကြည့်သင့်တယ်ကြည့်ရမယ် Okay အဲ့တော့ပြောချင်တဲ့သဘောကဒီရုပ်ရှင်ကားဟာအရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့တငယ်ချင်းကိုကြည့်ရမယ်ကြည့်သင့်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြောခြင်းဖြစ်ပါတယ် MUSD mask ကသူ့ရဲ့အနောက်မှာဘာ verb လိုက်ရသလဲဆိုတော့ infinitive verb ပဲလိုက်ရမှာဖြစ်ပါတယ် must do လုပ်ရမယ် must walk အလုပ်ရမယ် and so on အစရှိသဖြင့်ပေါ့ MUSD mask ကဘယ်လို subject တွေနဲ့တွဲလို့ရလဲဆိုတော့ I we you they he she it singular plural ကြိုက်တဲ့ subject လေးတွေနဲ့တွဲလို့ရပါတယ်သူ့ရဲ့အနောက်မှာတော့ infinitive verb လိုက်လို့ရပါမယ်Article B I must do something I must do something တခုခုကိုလုပ်ရမယ် I need to do it အဲ့တော့ I must infinitive ဆိုတာကထိုအရာကိုလုပ်ဖို့လိုအပ်တယ်လို့ပြောတာဖြစ်ပါတယ် example လေးတွေကိုကြည့်လိုက်ရအောင် I am very hungry ငါအရမ်းပိုက်ဆာနေတယ်အရန်ပိုက်ဆာနေတဲ့ဆိုမှတော့တခုခုကိုစားရမယ်ပေါ့ I must eat something ငါတခုခုကိုစားမှဖြစ်မယ်တခုခုစားဖို့လိုအပ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် It's a fantastic film ဒါကအရန်ကောင်းတဲ့ရုပ်ရှင်ကားကောင်းတကားပဲ You must see it မင်းရုပ်ရှင်ကားကိုကြည့်ရမယ်ကြည့်ဖို့လိုအပ်တယ်ကြည့်သင့်တယ်လို့ပြောခြင်းဖြစ်ပါတယ် The windows are very dirty ပရင်းပေါက်တွေကအရန်ကိုညစ်ပတ်နေပြီ We must clean them ငါတို့ပရင်းပေါက်တွေကိုတန့်ရှင်းရေးလုပ်ရမယ်လုပ်ရမယ်ပရင်းပေါက်တွေကိုတန့်ရှင်းရေးလုပ်ဖို့လိုအပ်တယ်လို့ပြောခြင်းဖြစ်ပါတယ်For the past အဲ့တော့ပြီးခဲ့တဲ့ချိန်ကာလတစ်ခုမှာမဖြစ်မနေလုပ်ခဲ့ရတယ်ဆိုရင်တော့ MUSD must နဲ့သုံးလို့မရပါဘူး။ဘာလေးနဲ့သုံးမလဲဆိုတော့ had to HAD had TO2 plus infinitive verb နဲ့အသုံးပြုရမှာဖြစ်ပါတယ် For the past yesterday ပြီးခဲ့တဲ့ finish time expression တွေမနေ့ကကိစ္စတစ်ခုခုကိုမဖြစ်မနေလုပ်ခဲ့ရတယ် last week ပြီးခဲ့တဲ့အပတ်ကကိစ္စတစ်ခုကိုမဖြစ်မနေလုပ်ခဲ့ရတယ် finish time expression တွေမှာကိစ္စတစ်ခုခုကိုမဖြစ်မနေလုပ်ခဲ့ရတယ်လို့ပြောချင်တဲ့အခါမှာ MUSD must နဲ့အသုံးပြုလို့မရပါဘူး had to plus infinitive verb နဲ့အသုံးပြုရမှာဖြစ်ပါတယ် example လေးတွေကြည့်လိုက်ရအောင် I was very hungry ငါအရန်ကိုဗိုက်စာခဲ့တယ် I had to eat something ငါတခုခုကိုစားခဲ့ရတယ်ဒီမှာဆိုရင် finite time expression တော့မပါဘူးဒါပေမဲ့သုံးထားတဲ့ verb ကိုကြည့် WAS was ဆိုတော့ verb to be ရဲ့ past ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ not must is ကိုအသုံးပြုလို့မရပါဘူး had to eat ကိုပဲအသုံးပြုလို့ရပါမယ် We had to walk home last night ငါတို့မနေ့ညကအိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတယ်ဘာလို့လမ်းလျှောက်ပြန်ခဲ့ရတာလဲမဖြစ်မနေလမ်းလျှောက်ပြန်ခဲ့ရလို့အနောက်မှာ reason ပေးထားတယ်
there were no buzzers ဘတ်စကားတွေမရှိခဲ့တော့ဘူးတဲ့အဲ့တော့ last night ဆိုတဲ့ finish time expression မှာအိမ်ကိုမဖြစ်မနေလမ်းလျှောက်ပြန်ခဲ့ရတဲ့သဘောတရားကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ had to warn နဲ့အသုံးပြုရမှာဖြစ်ပါတယ် nor we must warn နဲ့အသုံးပြုလို့မရပါဘူးအဲ့တော့ must must ကအခု present အချိန်မှာလုပ်ကိုလုပ်ရမယ်ဒါကိုလုပ်ဖို့လိုအပ်တယ်လို့ပြောချင်တဲ့အခါမှာအသုံးပြုရမှာဖြစ်ပါတယ် finish time expression တွေမှာမဖြစ်မနေလုပ်ကိုလုပ်ခဲ့ရတယ်လုပ်ဖို့လိုအပ်ခဲ့တယ်လို့ပြောချင်တဲ့အခါမှာ must နဲ့အသုံးပြုလို့မရပါဘူး had to plan infinitive verb နဲ့ပဲအသုံးပြုရမှာဖြစ်ပါတယ် article C အဲ့ဒါဆိုရင် must ကို negative လုပ်ချင်တယ်ဆိုရင်ရောလုံးဝမလုပ်ရဘူးဆိုတဲ့ပုံစံပေါ့လွယ်ပါတယ် must ရဲ့အနောက်မှာ not ထည့်လိုက်ရုံပါပဲ short form အနေနဲ့ရေးချင်တယ်ဆိုရင်တော့ mustn't must and apostrophe t mustn't ဟာသူ့ရဲ့ full form က must not ဖြစ်ပါတယ် I mustn't do something ဒီဟာကိုလုံးဝမလုပ်ရဘူးပေါ့နော် It is necessary not to do it အဲ့ဒါကိုလုပ်ဖို့ရာအတွက်မလိုအပ်ဘူး It is the wrong thing to do လုပ်မယ်ဆိုရင် wrong thing မှားတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့တစ်ခုခုကိုလုံးဝလုပ်ဖို့မလိုအပ်ဘူးဒါလုပ်လိုက်တယ်ဆိုရင် wrong thing ဖြစ်မယ်လို့အဓိပ္ပာယ်ပြောချင်တဲ့အခါမှာmustn't နဲ့အသုံးပြုလို့ရပါမယ် mustn't ကလည်းအနောက်မှာ infinitive verb ပဲလာရမှာဖြစ်ပါတယ် example ကြည့်ရအောင် I must go ငါသွားမှရမယ်အခုမသွားဘူးဆိုရင် तू နောက်ကျမှာအဲ့တော့ तू နောက်ကျလို့ကလည်းမရအောင်အဲ့တော့ I mustn't be late ငါလုံးဝနောက်ကျလို့မရဘူးအဲ့တော့ကလေးတွေကထင်လိမ့်မယ် teacher mustn't ရဲ့နောက်မှာ infinitive verb ပဲလာရမှာဆိုဟုတ်တယ်ဒီမှာ lat late ကနောက်ကျတော့ adjective အနေနဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ adjective ကို verb ပြောင်းချင်တယ်ဆိုရင် verb to be နဲ့ပေါင်းရတာဖြစ်လို့ mustn't ရဲ့နောက်မှာ verb to be ဖြစ်တဲ့ be ကိုထည့်ပေးထားခြင်းဖြစ်ပါတယ် I mustn't be late ငါလုံးဝနောက်ကျလို့မရဘူး I mustn't forget to phone Chris ငါ Chris ကိုဖုန်းခေါ်ဖို့မေးလို့လုံးဝမရဘူးအဲ့တော့ပြောချင်တဲ့သဘောကတော့ I must remember to phone her ငါသူမစီကိုဖုန်းဆက်ဖို့လုံးဝသတိရရမယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာဖြစ်ပါတယ် Be happy ပျော်ရွှင်ပါစေ You mustn't be sad မင်းဝမ်းမနေရဘူးဒီမှာဆိုရင် don't be sad လို့ပြောတာနဲ့အတူတူပါပဲအဲ့တော့ mustn't plus infinitive ဆိုတာက imperative sentence ပုံစံဖြစ်တယ် don't အစားပြုတဲ့စာကြောင်းလိုမျိုးပုံစံနဲ့ပြောခြင်းဖြစ်ပါတယ်နံပါတ်2 example မှာဆိုရင် I mustn't forget to phone Chris ဆိုရင် Don't forget to phone Chris. Chris ကိုဖုန်းခေါ်ဖို့လုံးဝမမေ့နဲ့အဲ့လိုပုံစံမျိုး imperative order comment ပေးတဲ့ပုံစံနဲ့အတူတူပဲဖြစ်ပါတယ် You mustn't touch the picture. မင်းဓာတ်ပုံတွေကိုပကြီးကားတွေကိုလုံးဝထိလို့မရဘူးပေါ့အဲ့ဒါက don't touch the picture နဲ့ပြောတာနဲ့အတူတူပါပဲပကြီးကားတွေဓာတ်ပုံတွေကိုလုံးဝမထိရဘူးအဲ့တော့ mustn't plus infinitive ပုံစံဆိုတာက imperative sentence comment ပေးတဲ့ sentence order ပေးတဲ့ sentence နဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ် don't touch the picture လို့လည်းပြောလို့ရတယ်လို့ You mustn't touch the picture လို့လည်းပြောလို့ရတယ် You mustn't forget to phone လို့လည်းပြောလို့ရတယ်လို့ Don't forget to phone လို့လည်းပြောလို့ရပါတယ် Article D Article D ကကြတော့ဘာစကားလုံးလေးတွေကိုဖော်ပြမှာလဲဆိုတော့ don't need to Don't need to ဆိုတာက I don't need to do something it is not necessary အဲ့ဒါကိုလုပ်ဖို့မလိုအပ်ဘူးလို့ပြောတာနဲ့အတူတူပဲ example ကြည့်လိုက်ရအောင် I don't need to go yet ငါအခုထိသွားဖို့မလိုအပ်သေးဘူး I can stay a little longer
ငါအချိန်အနည်းငယ်ကြာအောင်နေလို့ရသေးတယ် don't need to ရဲ့အနောက်မှာ infinitive verb ပဲလိုက်ရပါမယ် You don't need to shout မင်းအော်ဖို့မလိုအပ်ဘူး I can hear you okay ငါမင်းရဲ့အသံကိုကြားနိုင်တယ် don't need to ရဲ့နောက်မှာ infinitive verb လိုက်ရပါမယ် You can also say don't have to don't need to နဲ့နောက်ထပ် same meaning တူတဲ့ဟာက don't have to plus infinitive ဖြစ်ပါတယ် don't need to လို့လည်းပြောလို့ရတယ်လို့ don't have to လို့လည်းပြောလို့ရပါတယ် I don't have to go yet ငါခုထိသွားဖို့မလိုအပ်ဘူး I can stay a little longer အပေါ်က don't need to နဲ့ပေးထားတဲ့စာကြောင်းကို don't have to နဲ့ပြောင်းပေးလိုက်ခြင်းဖြစ်ပါတယ် ဆိုလိုချင်တဲ့သဘောကတော့ don't need to ပဲရေးရေး don't have to လို့ရေးရေးအတူတူပဲလို့ပြောခြင်းဖြစ်ပါတယ် Okay compare နှိုင်းယှဉ်ကြည့်ရအောင် don't need to နဲ့ Madison ဘယ်လိုကွာသလဲနှိုင်းယှဉ်ကြည့်လိုက်ရအောင် I don't need to go yet ငါအခုထိသွားဖို့မလိုအပ်ဘူး I can stay a little longer ငါအနည်းငယ်နေလို့ရသေးတယ်အဲ့တော့သူက don't need to နဲ့ပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့နေချင်ရင်လည်းနေလို့ရတယ်သွားချင်ရင်လည်းသွားလို့ရတယ်နေချင်နေလို့ရတယ်သူဒီမှာအချိန်နည်းငယ်ကြံသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့နေချင်နေလို့ရတယ်သွားချင်ရင်လည်းသွားလို့ရတယ်တအားကြီး strong မဖြစ်ဘူးပေါ့နော် You mustn't go မင်းမသွားရဘူး You must stay here မင်းဒီနေရာမှာပဲနေရမယ် mustn't ကကြတော့မလုပ်ရဘူးဆိုတဲ့command order ပုံစံမျိုးနည်းနည်းလေးသွားနေပါတယ် mustn't ဆိုရင်တော့လုံးဝ command order နဲ့တူတာဖြစ်ပါတယ် don't need to တို့ don't have to တို့ကကြတော့လုပ်ချင်ရင်လုပ်လို့ရတယ်မလုပ်ချင်ရင်လည်းရတယ်သိပ်ပြီးတော့ strong မဖြစ်ပါဘူး must တို့ mustn't တို့ကကြတော့ imperative sentence နဲ့နည်းနည်းသွားပြီးတော့တူပါတယ် command ပုံစံကျပါတယ် order ပုံစံကျပါတယ် Okay အဲ့ဆိုရင်နောက် video လေးမှာတော့ unit 31ရဲ့ exercise လေးတွေကိုဆက်လက်လေ့လာကြည့်လိုက်ရအောင် Teacher တို့နဲ့တူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ် နောက် video လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် Bye bye thank you see you next video